ရေးလာပြီနော် ဒီလားထား ဟုတ်ပြီ ချိန်မှမဲနော် ဟုတ်တယ်ပြီအလုပ်သိမ်းလာပြီကို ဟေးရွှေးမှ လဲမယ်လေကို မရွေးသေးဘူး လဲငွေမလဲသေးလို့ကို ဩငွေမလဲစုမြရေခင်းလိုက်လာတယ်ခြံတော်ယူရဲဟေးဟို ချင်းရပေါ်တာကိုရက်ကွက်တယ် အခုဒါမနေ့ပိုင်းပြန်လုပ်ပြီးပြန်လာ ပြန်လာပြီ ဟုတ်ညပိုင်းကျတော့ခြံတော်လာပြန်လဲ အော်ဒီစတော်လေးဟုတ်တယ်စမချင်တာ မရွေးသေးဘူးမလဲမရွေးသေးဘူးဟုတ်ခဏလေးအဲ့ဒါမသိလို့မေးမှာမဟုတ်လို့နော်ဟိုမနေ့ပိုင်းပြန်သွားလုပ်တဲ့အခါကျတော့ဒါလေးလာပြန်ယူရတယ်ညဘက်အိတ်တဲ့အခါကျတော့ဒီခြံတော်လေးကို လာပြန်ယူရဲ ပြန်လာယူပြီးလဲသွား လဲပါဟုတ်ကဲ့ မသိလို့မေးတာကြာလဲကြာပြီလေ ဟုတ်ကဲ့ ဟိုဒါကိုပေါင်ခဲ့တာလားငါကြည့်ပါလက်ဥပေါ့နော်ဒါကိုပေါင်တာလားဒီချက်တောင်ပေါင်တာလားအဘဲဟာပေါင်တာလဲငါမေ့နေလို့ အော်မေ့ပါဘာလို့ရှိ8လလောက်ရှိဆိုတော့မေ့ပါ မေ့တော့လားပြော အမှန်တကယ်တော့ဒါဒေဝကတကယ်ပေါင်တာလေကို တဲ့ဒဲဝက် ဒါလေးကကျွန်တော် ဟောလာလဲငါစိတ်ထဲမှာဒီကောင်တနေကုန်နေတော့လေမြင်နေရတဲ့ခါကျတော့သူ့ကိုပေါင်နေပဲစိတ်ထဲမှာထင်းနေတာ ပြီးတော့ရင်းနေဒီကောင်လည်းညလုံးပါပဲကိုကြီး ညလုံးဆိုမှညဘက်ကျတော့ကိုကအိတ်တယ်လေမနေ့မိုးလေးမှာသူ လည်းတိတ်မရင်းနေ မရင်းနေအဲ့လိုဖြစ်နေတဲ့ခါကျတော့အဲ့ဒါကိုသိချင်တာမရေးသေးဘူးနော်မရေးသေးတဲ့တော့ဒါလဲဦးမယ်နော်တစ်ထောင်နော်ဟိုကအရင်ကအတူရောကတက်ပဲနော် တက်ကိုတက် နော်တက်ပဲနော်လဲတာနော်ဒါမနေ့လာပြန်ပို့ပြီးတော့ ဟုတ်ကဲ့ဒါလေးပြန်လိုက်မယ်လေကို ဟိုပြန်လာယူရ နော်ကိုနော် ဟောအဲ့မရွေးသေးတာ စေးတော့မစေးခဲ့ဟုတ်ကဲ့ ရစေးမနေနဲ့ကိုလည်းပြန်စေး လိုလိုမှရေးပြတ်သွားလို့ ဟုတ်ပြီနော်ဒါနော် အဲ့ဒီချောင်းလေးကြာ ကျွန်တော်တို့ ဟုတ်ကဲ့ရ အဓိကသူ့ကိုမူရင်းပေါင် ဒါဟိုဒီကောင်အပေါင်းခံကောင် ဒီကနေ့ ကောင်အလဲခံကောင် လေလေ လဲခံမော်လီလဲခံမော်လီနေမင်းကလဲခဲ့တယ် မရင်းနေလို့သူကကြောက်တနေကိုအိမ်မှာ ဒီဒါလေးပါအဖို့ပေးလိုက်တယ်ကိုကြီး ရโอเค အဲ့ဒါကိုဒီတော့မနော် တော် ဟောမနေ့ကညတော့ကိုကြီးမနေ့ကပြန်လဲရော1000ယူမှလား မဟုတ်လေယူရတဲ့အခါကျရင်1000ပေးရ အော်လဲတိုင်း1000ပဲ အဲ့လိုတော့ပေးရမယ်လေတကယ်ရွေးတဲ့ဆိုရင်တော့အတူရောရင်ရောပေးပါယူရတော့ ဒါဘောပဲဟုတ်တယ်မကျွန်တော်လည်းမနေ့ကျတော့ဟိုချင်းမကြိုက်တော့လေအလုပ်ထဲမှာကျတော့အဲ့ဒါလေးနဲ့လိုတဲ့ဥစားလေးယူသွားလိုက်မယ်ညကျတော့ချင်းကြိုက်တော့ဒါလေးနဲ့ဒီမှာတိတ်ဒါပဲဒီမှာတိတ်အိမ်မှာဆိုတော့ပျောက်သွားမှာဆိုတော့ကိုကြီးမှာဆိုစိတ်ချရတယ် ဟုတ်တယ်စိတ်ချရတာဟုတ် တော်ပြီနော်မနေ့လည်း1000မယ်နော်နော် လက်ဆောင်နော် အခုကျွန်တော်အားလုံး8လလောက်ရှိပါပြီနော်နော် 8လကျော်ပြီ ကြော်ပြီနော်ကြော်ပြီ 8လကို15ရက်စိုးနေတယ်အတိုးတွေကြီးပဲပေးသွားတာ 1000 ဟုတ်1000ဆိုတာဒါ9ရန်က ဩမကြည့်သေးဘူး မကြေသေးတာအတိုးပဲပေးသွားတာဟိုပေါင်ကန်ထားတဲ့အတိုးပဲပေးသွားတာ ဟုတ်ကဲ့ပြီ နော်အရင်ကြံနေတာ ကိုမီးပေါက်တွေတော့မရှိတော့ဘူး ငါထောင်မေးဘူးလေနေကင်းမကြီးငါဘယ်လိုထောင်အိမ်မလဲဟုတ်တယ်လား ဟုတ်ပြီနော်ပြီ ဒီကောင်ညာအိတ်တဲ့ကောင်မဟုတ်ဘူးလေ တတာမနေ့ကမှတွေ့မယ်တတာပါကောင်းနေခဲ့ပါကောင်းနေခဲ့ပါ ဒီကပါလေတတပါတဲ့သူပြောနေတတပါတဲ့စမြဲစမြဲလာပါဦး